Assalamualaikum အခုကကီယာစီကိုခေါ်ရပါမယ်ပေါ့နော်ညီမတို့အခုကကီယာစီကိုသွားဖို့ဟာဒန်နေကနေပြီးတော့စထွက်ပါတယ်နေရတော့အရန်ပူပဲပေါ့နော်အခုဟာဒန်နေကနေထွက်ပြီးတော့ညီမတို့ကားငှားပါမယ်ပေါ့နော်နေရန်ပူလို့နီကပ်ပါဝစ်ထားရပါတယ်ကဲအခုကားငှားဖို့ပြင်နှန်းကိုရောက်ပါပြီယောက်ျားတော့ကားလေးငှားနေပါတယ်ပေါ့နော်ကားက4ယောက်စီးလို့ရတယ်နော်အဲ့ဒီကားတကားဆိုရင်ကကီယာစီကိုဒီဟာဒန်ဘေးကနေပြီးတော့ဆိုရင်40လောက်ပေးရမယ်40ဆိုရင်မြန်မာငွေနဲ့ဆိုရင်4000ဝန်းကျင်လောက်ရှိရဲပေါ့နော်တကယ်လို့4ယောက်စီရမယ်ဆိုတယောက်30နှုန်းပဲကြာမယ်ပေါ့နော်တကယ်လို့အများဝယ်သမားတွေဆိုရင်တော့တန်တယ်ပေါ့နော်ကိုလက်ဆောင်ပေးဖို့ဂျာနမတ်တီပါတွေဆိုရင်တော့အဆင်ပြေတယ်ကဲကားရောက်သွားပါပြီပေါ့နော်အများဝယ်သမားဆိုရင်သွားပါအနေချင်းဆိုရင်တော့ပတ်ချလဲမှာဝယ်လို့ရပါတယ်ပေါ့နော်ကဲညီမတို့အခုစထွက်ပါပြီကဲကားပေါ်ရောက်ပါပြီပေါ့နော်ကားပေါ်မှာတော့ညီမတို့က4ယောက်တယောက်30ပဲကြာပါတယ်ပေါ့နော်ကဲအခုကားနဲ့ကကီယာစီကိုသွားနေပါတယ်ညီမတို့ပေါ့နော်နေရတော့ပြင်မှာရမ်းပူတယ်ဒါကတော့ပေါ့နော်ဟိုဘက်ဒီဘက်အမြင့်ဆုံးပလီပေါ့ကဲကကီယာစီကိုရောက်ပါပြီကကီယာစီဒါကြီးရပါတော့နော်လက်ကာစီပါအများနဲ့ဆိုရင်တော့ရမ်းတက်တာပါတယ်အခုသွားမဲ့ဟာကြီးလေးတွေအတွက်လည်းပြပေးတာပေါ့နော်အခုဝင်နာနဲ့သူကရွှေဆိုင်နေရှိမယ်ကကီယာစီရဲ့ဝင်နာနဲ့ဟိုဘက်ဒီဘက်ရွှေဆိုင်ရှိမယ်ဒီမှာဆိုဘောခါဆိုင်နေရှိမယ်နိုင်ဆိုင်နေရှိမယ်ဘိတ်ဆိုင်နေလည်းရှိမယ်အစုံမဲ့ဒီဈေးမှာမရှိတာဘာမှမရှိဘူးပေါ့နော် brand တွေလည်းရှိတယ်ပေါ့နော်ဒီဈေးမှာအရန်တော့တက်တာရယ်ဒါပေမဲ့နည်းနည်းပါတော့စစ်ပေါ့နော်ညီမတို့ဆိုရင်နိုင်ကြီးလည်းဝယ်လာပါတယ်ဒါဆိုနိုင်ဆိုင်ဒီနိုင်ဆိုင်ထဲမှာအစုံရှိတယ် brand အစုံရှိပါတယ်လိုချင်တဲ့သူလေးတွေတော့ကြည့်ပြီးတော့ပေါ့ဝယ်ပေါ့နော်ညီမတို့ရှိတာဟာကြီးကတော့နိုင်ဝယ်တာရမ်းများတယ်ကဲဘေးမှာဆိုရင်လည်းတက်စပီတွေရှိတယ်ဆိုင်ကတော့အများကြီးပဲညီမတို့ဆိုင်အစုံတော့မရိုက်တာဘူးပေါ့နော်အိတ်ဆိုင်တွေလည်းရှိတယ်ဒီမှာဆိုရင်ဒါဆိုရင်တက်စပီဆိုင်ဘုရခါဆိုင်နေဆိုအသေးလှတယ်ဘုရခါဆို60 80 80ဈေးတော့နည်းနည်းတော့စစ်ပေါ့နော်ညီမတို့ကဈေးစစ်ပြီးဝယ်တယ်အများနဲ့ဆိုရင်တော့တက်တာတယ်ပေါ့နော်တစ်ထည်နှစ်ထည်ဆိုရင်တော့ဟာရန်နားမှာပဲဝယ်ပါဒါပေမဲ့ညီမတို့လည်းညီမဆိုမှနီကပ်တွေဝယ်တာပေါ့နော်ကိုကချစ်ကကာရီနီကပ်တနဲ့ပေးလို့ရအောင်ဆိုပြီးအမျက်မတင်ပဲတော့ပေါ့နော်နီကပ်တွေညီမဆိုအထည်အများကြီးဝယ်လာတယ်အဲ့တော့လည်းရောင်းပေးလိုက်တယ်နော်ဒီမှာနီကပ်တွေပါကဲဒီကောင်ကကျတော့လက်ဆိုတဲ့ဒန်းတို့ရေမွေးတို့မိတ်ကပ်တို့အကုန်ရှိတယ်မျက်ခုံးဆွဲဒန်းတို့ညီမတို့လည်းဝယ်တယ် main ကလေးဆိုတွေ့ရအကုန်ဝယ်တာပေါ့နော်3ယောက်ပေါင်းပြီးတော့ကြိုက်တာတွေအကုန်ဝယ်တယ်ဒီဟာကျမနှကန်းကြီးဆိုရင်အဲ့ဒါတပေါက်ကိုတတာနဲ့ရလိုက်တယ်ညီမတို့ဒီကာဘာပုံလေးဆိုရင်လည်းညီမဝယ်လာပါတယ်အိမ်မှာလှထားမလို့ပေါ့နော်ဒီကာဘာပုံလေးဆိုရင်လည်းညီမတို့ဈေးစစ်ပြီးတော့အိမ်မှာလှထားဝယ်လာပါတယ်လူချင်းနဲ့လူလေးဆိုရင်လည်းဝယ်ပေါ့နော်ဈေးလေးတော့စစ်ပေါ့နော်ညီမတို့ဆိုဒါဈေးစစ်တာ3កောက်လောက်စစ်ကြတယ်ကဲဒါလေးကတော့ဒီဂျာနမတ်နာမည်လေးနဲ့လက်ဆောင်ပေးဖို့ပါဒီဂျာနမတ်ဆိုရင်ညီမတို့6ချက်နဲ့လာမသိဘူးရတာ6ချက်ဆို30တောင်မပြည့်ဘူးပေါ့နော်ဒါဆိုညီမတို့အခုရေ90ဘာညာပေါ့နော်ဒီဂျာနမတ်တွေဆိုလည်းအရန်လှတယ်ဂျာနမတ်တွေတော်လှတယ်ကော်စောဖြူတွေဂျာနမတ်တွေဒီကောင်နေဆိုရင်အခုဒီမှာဆိုကိုတာတွေလည်းရှိတယ်ပေါ့နော်အစုံပဲဥဒါဘိုက်စာလို့ခောက်ဆွဲဘူးဝယ်စားပါတယ်ခောက်ဆွဲဘူးလည်းတော်အရသာရှိရသိလားအဲ့မှာဘရာကျော်လဲရတယ်နော်ဒါလေးဆိုရမ်ဆန်ဘုံလေးတွေဒီမှာကလအုပ်ရုပ်လေးတွေရမ်ဆန်ဘုံလေးတွေချစ်စရာလေးဝယ်ချင်းတော့ဝယ်လို့ရညီမတို့မဝယ်လာဘူးခောက်ဆွဲဘူးတပူးကို30ဆို12,000လောက်တော့ရှိရပေါ့နော်ဒါပေမဲ့ဝယ်စားတယ်30ဆိုရင်လည်းအရသာတီးရအောင်ဆိုပြီးတော့ဆောက်လို့ကောင်းတယ်အထဲမှာလည်းဆောက်လို့တော်ကောင်းတယ်ကဲအထုပ်တွေပြန်မလို့အထုပ်တွေကြည့်ဝယ်ဦးမဆိုပြီးအထုပ်တွေအများကြီးပဲအထုပ်တွေတော်တော်များပါတယ်ဒါဝယ်လိုက်တာပေါ့နော်ယောက်ျားရောညီမရဲ့ရောင်းမရောပေါ့နော်အထုပ်တွေရမ်းများတယ်ကဲဒီမှာအထုပ်တွေဆွဲပြီးတော့ညီမတို့ပြန်มาတော့မယ်အဲ့ဒါကိုစိုက်နိုင်မရိုက်ပြိုင်နိုင်လို့မရိုက်လိုက်ပါဘူးကဲဒီမှာဟိုတယ်ကလူကတော့ဒီမှာလဲဘိတ်နဲ့လိုက်ပို့ရပါတယ်ဒါကကီယာစီရဝယ်လာတာပါတော်တော့ဈေးတော့တက်တာပါတယ်ညီမတို့လက်ဆောင်ကြီးပေးဖို့ဝယ်ထားတာပေါ့နော်ဘိတ်တွေဆိုနေတာမဟုတ်ပါဘူးပါကင်နဲ့ဆိုအရန်တက်တာပါတယ်ကဲညီမတို့လည်းမောရပါပြီဒါ